ရလဲတော်တော့လေစီလကန်းစော်စီတန်ကြည်လိမ့်စေးနင်ကငါဘလောက်ဖိုက်ခဏလေးနဲ့နာကျင်မှုတွေပြတ်သွားတာဒီစီလကန်းစော်စီတန်ကြည်လိမ့်စေးအကြောင်းကိုခုတော့နင်ဒီစေးမရှိတော့ငါဖိုက်တမြနင်ခံနိုင်မလားစောင့်ကြည့်ရသေးတာပေါ့ဘရော်နီဖာရဲ့ကောင်းပြီပါကျေးဇူးတော်ရတယ်တကယ်ချင်းနေပေးတဲ့လက်ဆောင်လေးကြောင့်ဒီပွဲမှာအနိုင်ရခဲ့တာလေငါနေ့ကိုဘာလက်ဆောင်ပေးလို့ဘာလက်ဆောင်ပါလဲနေအမြဲတုံးနေတဲ့စီလာရဲ့ကန်းစော်စီတန်ကြေးလိမ့်စိတ်ကြောင့်လေဟိုတူ